လေရင်နှစီကအသက်80အရွယ်စစ်ပြန်ကြီးတူကိုလိုက်လံတိုက်ခိုက်နေပါတယ်။ကံကောင်းစွာနဲ့ပဲဘုံတလုံးကိုအချိန်မီရှောင်သိမ်းလိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ချက်ချင်းပဲကြီးစံမိုးတွေကသူ့စီကိုတရက်ဆက်ကစ်ခတ်လာခဲ့ပါတယ်။သူကတလုံးပုံနောက်ကိုအမြန်ပုံအောင်ပြီးတနက်တန်တွေကိုကားကွယ်လိုက်ပါတယ်။အချိန်မဆွဲပဲသူကသူ့ထရက်ကားနဲ့တစ်တော်ထဲကိုမောင်းဝင်သွားပြီးတစ်ပင်အထူးထပ်တွေကိုအကားအကွယ်ယူကလေရင်တွေရဲ့မြင်ကွင်းကိုကွယ်ဝလိုက်ပါတယ်။ဒါပေမဲ့ရန်သူကတော့အလျှော့မပေးပါဘူး။လေရင်တစီကထိုးချိုးကွယ်ပြီးသူ့နောက်ကိုတစ်တော်ထဲအထိလိုက်ပါလာပါတယ်။မကြခင်ပဲအနားကိုရောက်လာပြီးပြင်းပြင်းထန်ထန်ပစ်ခတ်ပါတော့တယ်။စစ်ပြန်ကြီးကနောက်ကြည့်မှန်ကိုကြည့်ရင် brake ကိုစောင့်နေလိုက်ပါတယ်။လေရင်ကအရှိက truck out တစီကိုတဲ့တိုက်မိပြီးပြစ်ကျသွားပါတော့တယ်။လိုင်းရှင်းသွားပြီလို့ထင်မှတ်ပြီးသူ့ဆက်သွားနေပါတယ်။ဒါပေမဲ့ဒုတိယလေရင်ကတော့6ခန်းပါနောက်မှာပုံနေပြီးသူ့နောက်ကိုဆက်လိုက်နေတော့ပါပဲ။ယူတရပဲအရှင်မြင့်ပြီးကောင်းကင်ရန်ကိုမြင့်မြင့်တက်သွားပါကွေ့ပတ်ပြီး truck ကိုပစ်မှထားလိုက်ပါတယ်။လေရင်မူကပစ်ခတ်လိုက်ပြီးမြကြီးကုန်းသွားခဲ့ပါတယ်။တခြားနေလမ်းမရှိတော့တဲ့အတွက်လေရင်မူက truck စီကိုတဲ့မောင်းလာပါတယ်။နောက်ဆုံးစက္ကန့်မှာလေရင်မူကခုန်ကန်ထွက်လိုက်ပါတယ်။စစ်ပြန်ကြီးကတလုံးလေးကိုခြိထားတဲ့ကြိုးတွေကိုအမြန်ပစ်ဖြတ်လိုက်ပြီး brake ကိုစောင့်နေလိုက်ပါတယ်။ပြိုချလာတဲ့တလုံးတွေကလေရင်ကိုထိမှန်ပြီးတွန်းထွက်လိုက်ပါတယ်။သူကတလုံးလေးကိုကားပေါ်ပြန်တင်နေတော့မှပြိုကျသွားတဲ့လေရင်မူကရုံးတရက်သူ့စီကိုပြေးဝင်လာပါတယ်။သူ့ကိုကြည်စံမထီပေမဲ့စစ်ပြန်ကြီးကတော့ဒေါသအကြီးရဲ့ထွက်သွားခဲ့ပါတယ်။စစ်ပြန်ကြီးကလေရင်မူစီကိုတဲရှောက်သွားပါတယ်။ဒါပေမဲ့ရုံးတရက်လေရင်မူကသူ့ကိုထူးဆန်းတဲ့အပြုံးတစ်ခုပြုံးပြလိုက်ပါတယ်။စစ်ပြန်ကြီးကနောက်လှည့်ကြည့်လိုက်တော့သူ့စီကိုဥတီလာနေတဲ့နောက်ထပ်လေရင်တစ်စီကိုမြင်လိုက်ရပါတယ်။သူကသူ့ထရပ်ကားစီကိုပြန်ပြီးတလုံးတွေကိုအမြန်တင်ပြီးအရှိန်နဲ့မောင်းထပ်သွားရပါတော့တယ်။လေရင်ကအမြန်လိုက်မိလာပြီးဘုံကြီးတွေချပါတော့တယ်။နောက်ဆုံးစက္ကန့်မှာစစ်ပြန်ကြီးကထရပ်ကားကိုမြစ်ထဲကိုမောင်းချကားပေါ်ကနေခုန်စားပြီးရေအောက်ကိုငုတ်ပြီးထပ်ပြေးပါတယ်။သူကတလုံးတွေကိုခြိထားတဲ့ကြိုးတွေကိုဖြတ်ပြီးရေပေါ်ကိုပြန်ပေါ်လာပါတယ်။သူ့ရဲ့တဝူလေးသောမိသားစုဖြစ်တဲ့သစ္စာရှိခွေလေးလည်းအသက်ရှင်ကျန်ရစ်ခဲ့ပြီးစစ်ပြန်ကြီးကရေပေါ်မျောနေတဲ့တလုံးတွေနဲ့ဖောင်ခွဲပြီးမြစ်အောက်ကိုမျောပါသွားပါတော့တယ်။မကြခင်ပဲစွန့်ပစ်ထားတဲ့စစ်မြေပြင်တစ်ခုကိုရောက်ရှိလာပါတယ်။သူကဆိုဗီယက်နေဆက်ကိုဖျက်ချော်ပြီးသားထင်နေတာကိုသိလိုက်ရပါတယ်။ဒုတိယကမ္ဘာစစ်ကအခုမှပြီးဆုံးထားတာဖြစ်ပြီးဒီနေရာမှာလက်နက်ခဲယမ်းတွေအများကြီးကျန်ရှိနေပါတယ်။အခုတော့စစ်ပြန်ကြီးရဲ့ပြန်တိုက်ခိုက်ဖို့အလက်ပါပဲ။သူကတင်ကားတစ်စီးကိုရှာတွေ့ပြီးနေဆက်ကိတ်စခန်းစီကိုမောင်းသွားပါတယ်။သူကမိစာကိုမိနွေပြီးကိတ်စခန်းစီကိုတဲ့မောင်းဝေသွားပါတယ်။တင်ကားရဲ့နောက်ဘက်မှာမိုင်းတွေနဲ့ပောက်ကွဲပစ္စည်းတွေအပြည့်ထည့်ထားပါတယ်။တင်ကားကအရှင်ရလာတာနဲ့အမျှပောက်ကွဲမှုကတင်ကားကို360ဒီဂရီအပြည့်လှန်ပစ်လိုက်လို့ကင်းဆောင်တွေကိုလီတွေကိုညှောက်တက်သွားစေပါတယ်။အဲ့လိုနဲ့စစ်ပြန်ကြီးကနေဆက်ကိုဖျက်ချော်ပြီးသူ့ရန်စားတီမီကိုအောင်မြင်ပြန်ရောက်လာပါတော့တယ်